ကျွန်တော်နဲ့ကျွန်တော်ရဲ့ချူစနီးတွေတို့ဟာတစ်ချိန်တည်းမှာပဲအတိတ်ဘဝကအမှတ်တရတွေနဲ့ပြန်လည်မွေးဖွားလာခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်မှဝမ်းသာတဲ့စိတ်အနည်းငယ်များတော့မရှိပါဘူးဘဝတစ်မှာကျွန်တော်ပထမဆုံးလုပ်တဲ့အလုပ်ကသူမကိုနီးလန်းပေါင်းစုံနဲ့ဆွန့်ခွာဖို့ပါပဲအတိတ်ဘဝတုန်းကသူမရဲ့အလှအပမှာကျွန်တော်သဘောကျပြီးဘာမှမစင်စားပဲလက်ထပ်ခဲ့မိတယ်ဒါပေမဲ့လက်ထပ်ပြီးနောက်ပိုင်းတရက်ကလေးတောင်သူမစီကအချစ်စစ်ကိုမရခဲ့ပဲသူမရဲ့ရင်ဘတ်ထဲကလူသားဖြစ်တဲ့ဒီဘိုဒါကြောင့်အမြဲတမ်းနှိမ်ချဆက်ဆံတာကိုပဲခံခဲ့ရတယ်မင်းကငါနဲ့တန်းကျင်လာလားမင်းကိုမင်းမှန်ထဲမှာပြန်ကြည့်စမ်းပါဦးဆိုတဲ့စကားလုံးတွေကကျွန်တော်နားထဲမှာအခုထိပဲ့တင်ထက်နေတော့ပဲဘဝတစ်မှာတော့ကျွန်တော်အရင်လိုအရှုံးမပေးတော့ဘူးသူမရဲ့ရင်ဘတ်ထဲကလူသားဒီဘိုဒါနဲ့ကျွန်တော်အပေးယူတခုလုပ်လိုက်တယ်သူတို့နှစ်ယောက်ဆုံးတွေ့နိုင်အောင်ကျွန်တော်လမ်းခင်းပေးတိုင်းသူကကျွန်တော်ကိုပတ်စံပေးရမယ်သူမကကျွန်တော်ကိုရုပ်ရှင်ကြည့်ဖို့ခေါ်ရင်လက်မှတ်ကိုဒီဘိုဒါကိုပေးလိုက်တယ်သူမအိမ်မှာညစာစားခြင်းရင်ကျွန်တော်တကားကိုအပြင်ကပိတ်ထားလိုက်ပြီးသူမကိုဟီဘိုဒါအိမ်မှာပဲမဖြစ်မနေသွားအိတ်ဖို့ဖန်တီးခဲ့တယ်သူမအလုပ်ကိစ္စနဲ့ခီးသွားရတဲ့အခါမိသားစုဝင်တယောက်ခေါ်ခွင့်ရှိတာကိုလည်းကျွန်တော်ကပဲဟီဘိုဒါကိုအခွင့်အရေးလွှဲပေးခဲ့တယ်ကျွန်တော်ရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်သူမကိုကျွန်တော်ဘယ်လောက်စိတ်ကုန်နေပြီလဲဆိုတာသိစေချင်တာပါကျွန်တော်နိုင်ငံခြားမှာပညာသင်ဖို့လျှောက်ထားလိုက်ပြီးဒီလူ၃ယောက်ပါတဲ့အရှုပ်ထွေးကနေအပြီးတိုင်ထွက်ခွာဖို့ဆုံးဖြတ်လိုက်တယ်နောက်တစ်နေ့မှာကျွန်တော်မျိုးပြမှတ်ပုံတင်ရုံးကိုသွားပြီးတစ်ဖက်သက်ကွာရှင်းခွင့်လျှောက်ထားခဲ့တဲ့အရာရှိကပြောတယ်တလအတွင်းဒီလျှောက်လွှာကိုပြန်မရုပ်သိမ်းမှုဆိုရင်ကွာရှင်းမှုကတရားဝင်အတည်ဖြစ်သွားလိမ့်မယ်တဲ့အိမ်ပြန်လမ်းမှာစပိန်စီပြီးပြန်လာကြတဲ့လူအုပ်ကြီးကိုကြည့်ရင်ဘယ်သူမှမသိနိုင်တာကကျွန်တော်ဟာအတိတ်ဘဝကနာကျင်မှုတွေနဲ့ပြန်လာတဲ့သူဆိုတာပါပဲအတိတ်ဘဝတုန်းကကျွန်တော်ဟာဝိုင်းနှင်းပင်ကိုတိတ်ချစ်ခဲ့တာသူမကလည်းအပြင်ပန်းမှာတော့ဂရုစိုက်တရားရှိခဲ့ပေမဲ့တကယ်တမ်းသူမနှလုံးသားထဲမှာအမြဲတမ်းဟီဘိုဒါရှိနေခဲ့တယ်ကျွန်တော်မွေးနေ့မှာကျွန်တော်ကိုပြစ်ထားပြီးဟီဘိုဒါနဲ့ဈေးဝယ်ထွက်တယ်ကျွန်တော်နေမကောင်းဖြစ်နေချိန်မှာမိုးချိုးပြစ်လို့ကြောက်နေတဲ့ဟီဘိုဒါစီကိုသွားတယ်စားတောက်ဆိုင်သွားရင်လည်းကျွန်တော်အဆက်မစားနိုင်တာတိတိကြီးနဲ့ဟီဘိုဒါကြိုက်တဲ့အဆက်တွေကိုပဲမှတ်တတ်တယ်တောင်းတရင်ဟီဘိုဒါကြောင့်ကျွန်တော်ဒဏ်ရာရခဲ့ရင်တော့သူမကဟီဘိုဒါကိုပဲဂရုစိုက်ပြီးကျွန်တော်ကိုဆေးရုံကိုတယောက်တည်းလွတ်ခဲ့တယ်သူမရဲ့စင်ကြေကတော့အမြဲတမ်းတူတူပါပဲသူကငါမောင်လေးလိုပဲလေမင်းကလည်းအရင်လိုပဲအတွေးခေါ်မရှိဘူးတဲ့အခုတော့ကျွန်တော်မှပတ်စံမရှိသေးဘူးဒါကြောင့်ဒီဘိုဒါစီသွားပြီးအပေးယူလုပ်ခဲ့တယ်မင်းဝိုင်းနှင်းပင်ကိုကြိုက်တာငါသိတယ်ငါတို့နှစ်ယောက်အဆင်ပြေအောင်လုပ်ပေးမယ်အပြန်လန်အနေနဲ့ငါ့ကိုပတ်စံပေးလို့ပြောလိုက်တယ်ညရောက်တော့ဝိုင်းနှင်းပင်အိမ်ပြန်ရောက်လာတယ်အရင်လိုသူမကြိုက်တဲ့အစားအစာတွေမဟုတ်ပဲကျွန်တော်စားဖို့အတွက်ပဲအင်းမယ်နေငယ်ပြင်ထားတာကိုမြင်တော့သူမအံ့ဩသွားတယ်ဒီနေ့ဘာလို့ခင်းတွေကဒီလောက်နဲနေတာလဲလို့သူမကမေးတယ်ကျွန်တော်ကအေးစစ်စစ်ပဲပြန်ဖြေလိုက်တယ်ဒီရက်ပိုင်းကအစားတောက်ပြက်နေလို့တယောက်စာပဲချက်ခိုင်းထားတာဟီဘိုဒါကမင်းအတွက်ညစာအစင်တင်ပြင်ထားတယ်အဲ့ဒီကိုပဲသွားစားလိုက်တော့တဲ့သူမကခဏလောက်ကြောင်သွားပြီးမင်းကသူနဲ့ငါအတူတူရှိနေတာကိုအမြဲမုန်းတာမဟုတ်ဘူးလားလို့မေးတယ်ကျွန်တော်ကပြုံးပြီးပြန်ပြောလိုက်တယ်မင်းပဲအမြဲပြောနေတာလေသူကမင်းမောင်လေးလိုပဲဆိုတာအခုတော့ငါလည်းအလိုက်တိတက်အောင်စူးစမ်းနေတာပါဝိုင်းနှင်းပင်ရဲ့မျက်နှာမှာခါတီးတဲ့အရေးရောင်တွေဖြတ်ပြေးသွားပေမဲ့နောက်ဆုံးတော့သူမထွက်သွားခဲ့တယ်သူမထွက်သွားတာကိုကြည့်ရင်ကျွန်တော်ရဲ့ကွာရှင်းပြက်ဆဲခြင်းအစီအစဉ်ကတဖြည်းဖြည်းအောင်မြင်လာနေပြီဆိုတာသိလိုက်ရပါတယ်ကျွန်တော်အိမ်တကားကိုအသေးပိတ်လိုက်တဲ့တစ်ဖက်ခြံကဟီဘိုဒါကတော့ဝိုင်းနှင်းပင်ရောက်လာတာနဲ့မျက်လုံးတွေအယောင်တောက်သွားပြီးအလိုက်တတိနဲ့အင်ကြီးချုပ်ပေးဟင်းတွေအစုံလင်ပြင်ပေးထားတော့တာပဲဝိုင်းနှင်းပင်တယောက်တစ်ခုခုစူးစမ်းနေမှန်းသိပေမဲ့ဟီဘိုဒါရဲ့စကားပြောပြမှုတွေကြားမှာပဲညစာစားပွဲကတော်တော်လေးကြာသွားခဲ့တယ်သူမအိမ်ပြန်ရောက်တဲ့အခါအင်ကြီးတအိမ်လုံးမှောင်တိကျနေတာမြင်တော့စိတ်တူတူနဲ့တကားကိုအတင်းထုပြီးကျွန်တော်နာမည်ကိုအော်ခေါ်တော့တာပေါ့ဒါပေမဲ့ကျွန်တော်ကတော့အထက်ကနေဘာသာမှပြန်မပေးခဲ့ဘူးနောက်ဆုံးသွားစရာမရှိတော့တဲ့အဆုံးဟီဘိုဒါအိမ်ကိုပဲပြန်သွားရတော့တယ်ဟီဘိုဒါကတော့ဝိုင်းနှင်းပင်သူ့အိမ်မှာအိပ်ရမယ်ဆိုတာသိလိုက်ရတော့ဝမ်းတာလုံးစုံနေပေမဲ့အပြင်ပန်းမှာတော့စိုးရိမ်ဟန်ဆောင်ပြီးသူ့အိမ်မှာပဲနားဖို့ပြောရှာတယ်နောက်တနေ့မနေ့စောစောကျွန်တော်တကားဖွင့်လိုက်တော့ဝိုင်းနှင်းပင်ကဧခန်းဆိုဖာပေါ်မှာထိုင်နေတာတွေ့လိုက်ရတယ်သူမကညကဘာလို့တကားပိတ်ထားတာလဲလို့မေးတော့ကျွန်တော်ကလည်းအေးစစ်စစ်ပဲဒီရက်ပိုင်းတကူတွေပေါ်လို့အကျင့်ပါပြီးပိတ်လိုက်တာမင်းဟီဘိုဒါစီသွားတာမေ့သွားလို့ပါဆိုပြီးခက်ပေါ့ပေါ့ပဲပြန်ဖြေလိုက်တယ်အဲ့ဒီနောက်ဝိုင်းနှင်းပင်ကရုပ်ရှင်လက်မှတ်တစ်စောင်ထုတ်ပေးပြီးအလုပ်အားရင်အတူကြည့်ဖို့ပြောပေမဲ့ကျွန်တော်ကတော့ဖက်တောင်မလုပ်ခဲ့ဘူးအတိတ်ဘဝတုန်းက9နှစ်တာလက်တွဲခဲ့ပေမဲ့သူမဟာကျွန်တော်နဲ့ရုပ်ရှင်တကားလုံးဆုံးအောင်တခါမှမကြည့်ပေးခဲ့ဘူးမြဲဟီဘိုဒါခေါ်လိုက်ရင်တန်းပြေးတာပဲလေဒီလက်မှတ်ကိုကျွန်တော်ကဟီဘိုဒါကိုပဲသွားပေးပြီးမင်းပဲသွားကြည့်လိုက်တော့ဒီနေ့သူ့ကိုအထင်ကြီးအောင်လုပ်ခဲ့ဦးလို့ပြောပြီးသူ့စီကပတ်စံယူခဲ့လိုက်တယ်ညဘက်ဝိုင်းနှင်းပင်အိမ်ပြန်ရောက်လာပြီးဘာလို့ရုပ်ရှင်ကြည့်ဖို့မလာတာလဲလို့မေးတော့လဲနေမကောင်းလို့ဆိုပြီးပဲအကြောင်းပြလိုက်တယ်အဲ့ဒီအချိန်မှာပဲကွာရှင်းခွင့်လျှောက်ထားတဲ့ရုံးကနေဖုန်းဆက်လာတယ်ကျွန်တော်လည်းလူမိမှာဆိုလို့အတိတ်ကစာရွက်စာတမ်းတွေမစုံလို့ဖြစ်မှာပါကျွန်တော်ပဲသွားပြင်လိုက်မယ်လို့အမြန်ပြောပြီးဖုန်းဖိလိုက်ရတဲ့နောက်ရက်မှာတော့သူမရဲ့ဆရာသမားမွေးနေ့ပွဲကိုအတူတူသွားခဲ့ကြတယ်ပွဲမှာဝိုင်းနှင်းပင်ကကျွန်တော်နဲ့ကချင်ပေမဲ့ကျွန်တော်ကညှင်းလိုက်ပြီးအီဘိုဒါနဲ့ပဲကခိုင်းလိုက်တဲ့လူတွေကဝိုင်းနှင်းပင်ကိုတခြားယောက်ျားတစ်ယောက်နဲ့ကနေတာမြင်ပြီးခွေရမှာအတင်းပြောနေကြပေမဲ့ကျွန်တော်ကတော့ဘာမှမဖြစ်တယ်လို့ပဲဘေးကနေကြည့်နေခဲ့တယ်ပွဲအပြီးမှာဝိုင်းနှင်းပင်ကမူးနေတာကြောင့်ကျွန်တော်တို့၃ယောက်ကားတစ်စီးနဲ့ပြန်လာခဲ့ကြတယ်လမ်းမှာကားပြတ်သွားပြီးမိုးတွေကလည်းတဲတဲမဲမဲရွာနေခဲ့တဲ့အေးစိတ်နေတဲ့လေကြောင့်ကျွန်တော်ချမ်းတုံနေတာမြင်တော့ဝိုင်းနှင်းပင်ကသူမရဲ့အင်ဂျီကိုချွတ်ပြီးကျွန်တော်ကိုခြုံပေးဖို့လုပ်တာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဟီဘိုဒါကတမင်သားချီပြလိုက်တော့ဝိုင်းနှင်းပင်လက်တွေတုံးကနေရက်သွားတယ်ကျွန်တော်လည်းဒါကိုမြင်တော့ဟီဘိုဒါကပိုလိုအပ်မှာပါသူ့ကိုပဲပေးလိုက်ပါလို့ပြောပြီးသူမရဲ့နှွေးထွေးမှုကိုညှင်းပယ်လိုက်တယ်နောက်ဆုံးကားတစ်စီးထက်ရောက်လာတော့နေရာက2ယောက်စာပဲပါတာကြောင့်ဝိုင်းနှင်းပင်နဲ့ဟီဘိုဒါကိုပဲအတူတူထည့်ပေးလိုက်ပြီးကျွန်တော်ကတော့တခြားကားတစ်စီးနဲ့ကွာရှင်းရုံကိုပဲတိုက်ရိုက်သွားခဲ့တယ်နောက်တနေ့မနေ့အိမ်ပြန်ရောက်တော့ဝိုင်းနှင်းပင်ကစိုးရိမ်တကြီးနဲ့ဘယ်တွေသွားနေတာလဲလို့မေးတယ်ကျွန်တော်ကလည်းတငယ်ချင်းအိမ်မှာအိတ်တာလိုပဲလိန်ပြောလိုက်တယ်အိမ်ထဲရောက်တော့သူမရဲ့မိဘတွေရောက်နေတာတွေ့လိုက်ရတယ်သူတို့ကအမြဲတမ်းလိုပဲကလေးယူဖို့အတွက်လာပြီးဖိအားပေးကြတာလေညစာစားတဲ့အခါသူမအဖေကအားစစ်ဆိုပြီးစွပ်ပြုတ်တစ်ခွက်တိုက်တယ်ကျွန်တော်လည်းမငင်းပဲတောက်လိုက်မိတယ်ဒါပေမဲ့အဲ့ဒီစွပ်ပြုတ်ထဲမှာဆေးတွေပါနေခဲ့မှန်းကျွန်တော်တို့2ယောက်လုံးအခန်းထဲရောက်မှသိလိုက်ရတယ်ဝိုင်းနှင်းပင်ကဆေးရှိန်နဲ့ကျွန်တော်ပေါ်ကိုအတင်းတက်ခွာပြီးနမ်းဖို့လှုပ်လာတဲ့အခါကျွန်တော်ကတော့သူမကိုအရှိန်နဲ့တွန်းထုတ်လိုက်တယ်သူမအံ့ဩသွားတဲ့အချိန်မှာကျွန်တော်ကအရင်ဆုံးရေချိုးလိုက်ပါဦးလို့အကြောင်းပြပြီးလမ်းလွှဲလိုက်တယ်သူမရေချိုးခန်းထဲဝင်သွားတာနဲ့ကျွန်တော်ကပြတင်းပေါက်ကနေခုန်ချပြီးဟီဘိုဒါစီကိုအပြေးသွားခဲ့တယ်ဝိုင်းနှင်းပင်ကအခုဆေးရှိန်တက်နေပြီးမင်းအတွက်ဒါကအကောင်းဆုံးအခွင့်အရေးပဲမြန်မြန်သွားတော့လို့ပြောပြီးသူမကိုတခြားယောက်ျားတစ်ယောက်ရဲ့လက်ထဲကိုကျွန်တော်လက်နဲ့ကိုယ်တိုင်အနံ့ခဲလိုက်ပါတယ်
ဝိုင်းနှင်းပင်ဟာရေချိုးပြီးပြန်ထွက်လာတဲ့အခါအခန်းမီးတွေကမိန်နေပြီးဖြစ်တယ်လို့ကရင်ပေါ်မှာလည်းလူရည်တစ်ခုလဲနေတာကိုတွေ့လိုက်ရတယ်သူမဟာဘာမှမစင်စားပဲအနားကိုသွားပြီးအဲ့ဒီလူကိုအတင်းဖန်တန်းဖို့လုပ်တာပေါ့ဒါပေမဲ့အဲ့ဒီလူစီကထူးဆန်းတဲ့အတန်ထွက်လာတော့မှဝိုင်းနှင်းပင်တယောက်လန့်ပြီးမီးဖွင့်ကြည့်လိုက်တဲ့အခါသူမကရင်ပေါ်မှာရောက်နေတာကကျွန်တော်မဟုတ်ပဲဟီဘိုဒါဖြစ်နေတာကိုတွေ့လိုက်ရတယ်ဟီဘိုဒါလည်းလူမိသွားပြီဆိုတာသိတာနဲ့ကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးသွားတော့တာပဲနောက်တနေ့မနက်မှာဝိုင်းနှင်းပင်ကညကအကြောင်းကိုဇဝေဇဝါနဲ့မေးပေမဲ့ကျွန်တော်ကတော့ဘာမှမသိတယ်လို့ပဲနေခဲ့တယ်မကြခင်မှာပဲဝိုင်းနှင်းပင်ကဘေပင်မြို့ကိုအလုပ်ပြောင်းရမယ့်အမိန့်စာရလာခဲ့တယ်အဲ့ဒီမြို့ကိုမိသားစုဝင်တယောက်ပဲခေါ်သွားခွင့်ရှိတာကြောင့်သူမဟာကျွန်တော်ကိုထားခဲ့ပြီးဟီဘိုဒါကိုပဲအရင်ခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်သူကတယောက်တည်းမို့လို့ပါမင်းကတော့နောက်မှလိုက်ခဲ့ပေါ့လို့သူမကပြောတဲ့အခါကျွန်တော်ကဘာမှမငြင်းမဲ့ချက်ချင်းသဘောတူလိုက်တယ်ကျွန်တော်ဒီလောက်အလွယ်တကူလက်ခံလိုက်တာကိုသူမတော်တော်လေးအံ့ဩသွားခဲ့တယ်သူမမျိုးမပြောင်းခင်လုပ်တဲ့နှုတ်ဆက်ပွဲမှာပဲရုတ်တရက်ငလင်ကြီးအပြင်းထန်လောက်ခတ်ပါတော့တယ်အဆောက်အဦတွေပြိုကျပြီးကျွန်တော်နဲ့ဟီဘိုဒါနှစ်ယောက်လုံးအပျက်စီးတွေအောက်မှာပိတ်မိသွားခဲ့တယ်ကယ်ဆယ်ရေးအဖွဲ့ရောက်လာပြီးကျွန်တော်တို့နှစ်ယောက်လုံးကိုမြင်နေရပေမဲ့ဟီဘိုဒါရဲ့အော်ဟစ်ငိုယိုတန်ကြောင့်ဝိုင်းနှင်းပင်ဟာကျွန်တော်ကိုပြစ်ထားခဲ့ပြီးဟီဘိုဒါကိုပဲအရင်ကယ်ဖို့ရွေးချယ်ခဲ့တယ်အရင်ဆုံးဟီဘိုဒါကိုပဲကယ်ပေးပါဆိုတဲ့သူမရဲ့စကားတန်ကကျွန်တော်လုံးသားကိုအပြီးတိုင်အကွဲစေခဲ့ပါတယ်ဟီဘိုဒါကိုကယ်ထုတ်ပြီးတာနဲ့အဆောက်အဦကထပ်မံပြိုကျသွားပြီးကျွန်တော်ဟာမှောင်တိကျတဲ့အပျက်စီးတွေအောက်မှာထပ်မံမြုပ်နှံခံရပါတော့တယ်ကျွန်တော်ဆေးရုံမှာနိုးလာတဲ့အခါဝိုင်းနှင်းပင်ကစိုးရိမ်တကြီးစောင့်ကြည့်နေတာတွေ့ရပေမဲ့ကျွန်တော်စိတ်ထဲမှာသူမအပေါ်ဘာတန်ရောစင်မှမရှိတော့ဘူးဟီဘိုဒါကကျွန်တော်စီလာပြီးမင်းပါလို့သူမစီမှာကတ်နေသေးတာလဲလို့လာရန်တွေ့တဲ့အခါကျွန်တော်ကအေးအေးဆေးဆေးပဲတရားဝင်ကွာရှင်းစာချုပ်ကိုထုတ်ပြလိုက်တယ်ငါမင်းတို့နှစ်ယောက်ကြားကနေထွက်ပေးပြီးလို့ပြောပြီးဟီဘိုဒါစီကနောက်ဆုံးပေးချင်မှုကိုယူလိုက်တယ်ကျွန်တော်အိတ်တွေပြင်ပြီးထွက်ခွာဖို့လုပ်နေတော့ဝိုင်းနှင်းပင်ရောက်လာပြီးအခုလူနှစ်ယောက်ခေါ်ခွင့်ရပြီမို့လို့ဘေးပင်ကိုအတူတူသွားကြမယ်လို့လာပြောတယ်သူမကကျွန်တော်ကိုအလုပ်မပေးပဲဟီဘိုဒါကိုပဲအလုပ်ပေးမှဖြစ်ပေမဲ့ကျွန်တော်ကိုတော့လိုက်ခဲ့စေချင်နေတာပါကျွန်တော်ကလည်းအစီအစဉ်တိုင်းလိုက်သွားဖို့သဘောတူလိုက်တယ်ယထာပေါ်မှာဟီဘိုဒါကဝိုင်းနှင်းပင်ရဲ့အာယုံဆိုင်မှုကိုရဖို့နီးလန်းမျိုးစုံနဲ့ဟန်ဆောင်နေခဲ့တဲ့ဘေးကလူတွေကသူတို့နှစ်ယောက်ကိုလင်မယားတွေလို့ထင်ပြီးချီးကျူးနေကြတဲ့အခါဝိုင်းနှင်းပင်ကစိတ်မသက်မသာနဲ့ဒါကကျမယောက်ျားပါဟိုတယောက်ကတငယ်ချင်းပါလို့ကျွန်တော်ကိုလက်ညှိုးထိုးပြပြီးလူပုံအလဲမှာဖွင့်ပြောလိုက်တယ်ဝိုင်းနှင်းပင်ခဏအပြင်ထွက်သွားတဲ့အချိန်မှာဟီဘိုဒါကကျွန်တော်ကိုလာပြီးရန်စာစကားပြောနေတော့ယထာပေါ်မှာလူဆိုးတယောက်ကဓာတ်နဲ့ပြေးဝင်လာတဲ့အခါဝိုင်းနှင်းပင်ဟာရေချိုးခန်းကနေအပြေးထွက်လာပြီးလူဆိုးကိုတားဖို့စူးစမ်းခဲ့တယ်။အဲ့ဒီအချိန်မှာလူဆိုးကကျွန်တော်တို့စီကိုဓာတ်နဲ့ပြစ်မှတ်ထားပြီးပြေးဝင်လာတာပါ။အဲ့ဒီထိုက်တန်မှာဝိုင်းနှင်းပင်ဟာတယောက်ကိုပဲကဲတင်နိုင်မဲ့အခြေအနေဖြစ်နေခဲ့တယ်။ကျွန်တော်ကတော့ကြောက်လန့်နေတဲ့ဟီဘိုဒါကိုဘေးကိုအမြန်ဆွဲဖယ်ပေးလိုက်ပေမဲ့ကိုယ်တိုင်ကတော့ရှောင်ဖို့နောက်ကျသွားခဲ့တာကြောင့်လက်မှာဓာတ်တန်ရအပြင်းထန်ရသွားခဲ့ပါတယ်။ဝိုင်းနှင်းပင်ဟာစိုးရိမ်ကြီးနဲ့ကျွန်တော်တန်ရာကိုစေးထည့်ပေးရင်တောင်းပန်ပါတယ်ဘေးပင်ရောက်ရင်ငါတို့ဘဝတစ္ဆာကြမယ်မင်းလိုချင်တာကုန်ဝယ်ပေးမယ်လို့ကတိတွေပေးနေခဲ့တယ်ဒါပေမဲ့ကျွန်တော်မျက်လုံးတွေကတော့အေးဆက်နေသေးပါပဲသူမအိပ်ပျော်သွားတဲ့အချိန်မှာကျွန်တော်ဟာအိတ်တွေကိုအသာရမပြီးသူမရဲ့လက်ထဲကိုတရားဝင်ကွာရှင်းစာချုပ်ထည့်ပေးခဲ့တယ်အရင်ကမျက်နှာခဲ့ဘူးတဲ့သူမရဲ့မျက်နှာကိုနောက်ဆုံးအချိန်ဖြစ်နေကြည့်ပြီးဘယ်ကိုမှပြန်မကြည့်တော့ပဲယထာဘော်ကနေဆင်းခဲ့လိုက်ပါတယ်ဝိုင်းနှင်းပင်နိုးလာလို့သူမလက်ထဲကကွာရှင်းစာချုပ်ကိုမြင်လိုက်ရတဲ့အခါကဘာပြတ်တယ်လို့ခံစားလိုက်ရတယ်ကျွန်တော်ဟာတလကလေးကဒါကိုကြိုတင်ပြင်ဆင်ထားခဲ့တာကိုသူမအခုမှသိလိုက်ရတာပါဟီဘိုဒါကသူမအနာကိုရောက်လာပြီးအခုကျွန်တော်တို့အဆင်ပြေသွားပြီလို့ပြောဖို့ကြိုးစားပေမဲ့ဝိုင်းနှင်းပင်ကသူ့ကိုအရှိန်နဲ့တိုးထုတ်လိုက်ပြီးမင်းကိုစောက်ရှောက်ရမယ်ငါတာဝန်ဒီမှာတင်ပြီးပြီးမင်းကိုအလုပ်ရအောင်လုပ်ပေးပြီးရင်ငါတို့ကြားမှာဘာပတ်သက်မှုမှမရှိတော့ဘူးလို့အေးဆက်စွာပြောလိုက်တယ်ဟီဘိုဒါအရင်ကလိုဝိုင်းနှင်းပင်ကသူ့ကိုအလိုလိုက်မယ်ထင်နေပေမဲ့အခုတော့သူမကသူ့ကိုလူစိမ်းတစ်ယောက်လိုဆက်ဆံနေခဲ့ပြီးသူကဝိုင်းနှင်းပင်ကိုအတင်းဖက်တွယ်ပြီးငါအမကိုပေးထားတဲ့ကတိကိုမေ့ပြီလားလို့အော်ဟစ်နေပေမဲ့ဝိုင်းနှင်းပင်ကတော့ငါမင်းကိုစောက်ရှောက်တာတာဝန်ရပဲအချစ်ကြောင့်မဟုတ်ဘူးလို့ပြက်ပြက်တတပြောလိုက်တယ်ပြီးတော့ဟီဘိုဒါရဲ့အလုပ်ကိုပါဖျက်သိမ်းခိုင်းပြီးသူ့ကိုအပြီးတိုင်မောင်းထုတ်လိုက်ပါတော့တယ်ကျွန်တော်ကတော့ဘယ်ကိုသွားမယ်မှမသိပဲယထာတစည်းပေါ်တက်စီးလိုက်ရကနေဟန်ကန်ဆိုတဲ့တာယာတဲ့မျိုးလေးကိုရောက်သွားခဲ့တယ်။အဲ့ဒီမှာလီဆာလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ဆုံခဲ့ပြီးသူမရဲ့အကူအညီနဲ့အချုပ်ဆိုင်လေးတစ်ဆိုင်ကိုဝယ်ယူခဲ့တဲ့အတိတ်ကနာကျင်မှုတွေကိုမေ့ပစ်ဖို့ကျွန်တော်ဟာအချုပ်ပညာကိုအားသွန်ခွန်စိုက်တင်ယူခဲ့ပါတယ်။တလားလောက်ကြာတဲ့အခါကျွန်တော်ဟာပညာတော်တော်လေးတက်မြောက်သွားပြီးကိုယ်တိုင်ချုပ်ထားတဲ့အင်ဂျီလေးတွေနဲ့လီဆာကိုကျေးဇူးတင်စကားပြောခဲ့တယ်။ကျွန်တော်မှာပတ်စံအများကြီးမကြံတော့ပေမဲ့ဒီအေဂျင့်တဲ့မျိုးလေးမှာဘဝတစ်ကိုစတင်ဖို့အသင့်ဖြစ်နေပါပြီ။ဝိုင်းနှင်းပင်နဲ့ဟီဘိုဒါတို့လည်းအခုချိန်မှာတော့သူတို့ရဲ့အမားတွေနဲ့သူတို့ကြံရစ်ခဲ့ပြီလို့ယုံကြည်ရင်ကျွန်တော်ဟာအနာဂတ်စီကိုပဲမျှော်လင့်ချက်အပြည့်နဲ့ရှောက်လန်းနေပါတော့တယ်။ကျွန်တော်အချုပ်ဆိုင်လေးဖွင့်လိုက်တဲ့အခါပတ်ဝန်းကျင်ကလူတွေကအစပိုင်းမှာတော့အကဲခတ်နေကြတာပေါ့ဒါပေမဲ့မကြခင်မှာပဲကျွန်တော်ရဲ့လက်ရနဲ့ဒီဇိုင်းတစ်တွေကြောင့်ဆိုင်လေးကဖောက်တယ်တွေနဲ့စီကားလာခဲ့တယ်တညနေမှာတော့အမျိုးသမီးတစုဆိုင်ရှိရောက်လာပြီးကျွန်တော်ချုပ်ပေးတဲ့အင်ဂျီတွေကအရေးသွေးညံလို့ဝတ်မရခင်မှာပဲပြဲကုန်နေဆိုပြီးအော်ဟစ်ဆဲဆိုကပြဿနာရှာကြတော့တာပဲတရက်ကွက်လုံးလဲဝိုင်းအောင်ကြည့်နေကြပြီးကျွန်တော်ကိုတန်တရားမျက်လုံးတွေနဲ့ကြည့်လာကြတယ်အဲ့ဒီအချိန်မှာလီဆာကရောက်လာပြီးအဲ့ဒီအင်ဂျီတွေကိုတေချာစစ်ဆေးလိုက်တယ်ကျွန်တော်ကအင်ဂျီချုပ်ပြီးတိုင်းအတွင်းဘက်မှာကိုပိုင်မှတ်သား signature လေးတစ်ခုအမြဲထည့်ချုပ်လေးရှိပေမဲ့အဲ့ဒီအင်ဂျီတွေမှာတော့အဲ့ဒီအမှတ်သားမပါတာကိုလီဆာကလူပုံအလဲမှာတက်တည်ပြလိုက်တယ်နောက်ဆုံးတော့ဒါဟာဘေးကဆိုင်ရှင်ကကျွန်တော်ကိုမနာလိုလို့တမင်တက်တက်လူငါပြီးဒုက္ခပေးတာဆိုတာပေါ်သွားပြီးရဲဖမ်းတာခံလိုက်ရပါတယ်ဒီဖြစ်ရပြီးတဲ့နောက်ကျွန်တော်စိတ်တက်ကြနေတော့လီဆာကလာအားပေးပါတယ်ဒါပေမဲ့မကြခင်မှာပဲလီဆာကသူမရဲ့နေရဖြစ်တဲ့ဘေဘင်းကိုပြန်ရတော့မယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတယ်တကယ်တော့လီဆာဟာတာမန်မင်းကလေးတစ်ယောက်မဟုတ်ပဲဘေဘင်းမျိုးကအဆင့်မြင့်အရာရှိကြီးတူရဲ့မြင်းမလေးဖြစ်နေကြတာပါသူမထွက်သွားတဲ့အခါကျွန်တော်တော်တော်လေးအထီးကျန်သွားခဲ့တယ်သူမကကျွန်တော်ကိုသူမရဲ့လက်ဖက်ရည်ဆိုင်လေးကိုစောင့်ရှောက်ပေးဖို့နဲ့စာရေးဖို့မှာခဲ့ပါတယ်တစ်ဖက်မှာတော့ဝိုင်းနှင်းပင်ဟာကျွန်တော်နဲ့ကွာရှင်းပြီးနောက်ပိုင်းပို့ပြီးတော့အေးဆက်ခတ်ထန်လာခဲ့တယ်သူမနဲ့အတူဘေဘင်းကိုလိုက်သွားတဲ့ဟီဘိုဒါဟာလည်းအကျင့်မကောင်းတာတွေပေါ်ကုန်ပြီးထောင်ကျသွားခဲ့ပါတယ်ဝိုင်းနှင်းပင်ဟာကျွန်တော်ကိုရှာဖို့လူတွေမျိုးမျိုးလွတ်နေပေမဲ့ကျွန်တော်ကတော့ဟန်ကန်မျိုးလေးမှာလူမသိအောင်ပုံနေခဲ့တာတစ်နှစ်တောင်ရှိသွားပါပြီရုတ်တရက်ဆိုသလိုလီဆာကကျွန်တော်စီကိုပြန်ရောက်လာခဲ့တယ်။သူမကကျွန်တော်ကိုအလေးနဲ့ထားပြီးချစ်ခွင့်တောင်းခဲ့ပါတယ်။ကျွန်မရှင်နဲ့ဝိုင်းနှင်းပင်တို့ကြားကအတိတ်ကိုသိပါတယ်။
ဒါပေမဲ့ကျမကသူမလိုမျိုးရှင့်ကိုဘယ်တော့မှနာကျင်အောင်လုပ်မှာမဟုတ်ဘူးလို့သူမကပြောတဲ့အခါကျွန်တော်တော်တော်လေးတုန်လှုပ်သွားခဲ့တယ်အစာပိုင်းမှာဝေခွင့်မရဖြစ်နေပေမဲ့လီဆာရဲ့စိတ်ရှိမှုနဲ့စစ်မှန်တဲ့မြတ်တာကြောင့်နောက်ဆုံးမှာတော့ကျွန်တော်တို့နှစ်ယောက်ဆစ်ဆက်လိုက်ကြပါတယ်ကျွန်တော်တို့ဆစ်ဆက်ပြီးနောက်မှာတော့ရှောင်လွှဲလို့မရတဲ့အခြေအနေကြောင့်ဘေဘင်မြို့ကိုပြန်သွားဖို့ဆုံးဖြတ်လိုက်တယ်လီဆာရဲ့မိသားစုကကြီးကျယ်ခမ်းနားတဲ့ဂုဏ်ပြုပွဲတစ်ခုလုပ်ပေးခဲ့ပြီးအဲ့ဒီပွဲကိုဝိုင်းနှင်းပင်လည်းတက်ရောက်လာခဲ့တဲ့ပွဲမှာလီဆာရဲ့ဆစ်ဆက်ထားသူဟာကျွန်တော်ဖြစ်နေမှန်းမြင်လိုက်ရတဲ့အခါဝိုင်းနှင်းပင်ရဲ့လက်ထဲကဝိုင်းခွက်ဟာကျမ်းပြင်ပေါ်ကိုလွတ်ကျသွားခဲ့ပါတယ်သူမဟာကျွန်တော်ကိုနှစ်တိုင်တိုင်အယူမှုလိုက်ရှာနေခဲ့တာလေဝိုင်းနှင်းပင်ကကျွန်တော်နားကိုအတင်းတိုးလာတဲ့အခါလီဆာကကျွန်တော်ရှိကနေမမမတ်ရက်ပြီးကာကွယ်ပေးလိုက်တယ်ဝိုင်းနှင်းပင်ကဒေါသတာကြီးနဲ့သူကငါယောက်ျားပဲလို့လူပုံအလဲမှာအော်ပြောလိုက်တဲ့အခါပွဲတစ်ခုလုံးတိတ်ဆိတ်သွားပါတော့တဲ့အတိတ်ကအမားတွေအတွက်နောင်တရနေတဲ့ဇနီးဟောင်းနဲ့အခုလက်ရှိကျွန်တော်ကိုတန်ဖိုးထားတဲ့ဆစ်ဆက်ထားသူတို့ကြားမှာဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ပွဲအလဲမှာဝိုင်းနှင်းပင်ရဲ့အပြုအမူတွေကြောင့်လူတွေကဝိုင်းကြည့်နေကြတယ်လို့ကျွန်တော်ရင်ထဲမှာလည်းအတိတ်ကနာကျင်မှုတွေကဒေါသအဖြစ်ပောက်ကွဲလာခဲ့တဲ့စင်ပုံမှာမိန်းကလေးနှစ်ယောက်အခြေတင်ဖြစ်နေတာကိုကြည့်ရင်ကျွန်တော်ရှိကိုတိုးသွားပြီးဝိုင်းနှင်းပင်ရဲ့ပါးကိုပြင်းပြင်းထန်ထန်ရိုက်ချလိုက်တဲ့ဝိုင်းနှင်းပင်မင်းယူနေတာလားငါတို့ကွာရှင်းထားတာကြားလာပြီးမင်းယောက်ျားကိုရှာချင်းရင်ဟီဘိုဒါစီပဲသွားလိုက်တော့လို့လူပုံအလဲမှာအော်ဟစ်လိုက်တဲ့အခါသူမရဲ့မျက်နှာဟာသွေးဆုပ်ဖြူရောသွားပါတော့တယ်လီဆာကဒေါသထွက်ပြီးလုံခြုံရေးတွေကိုခေါ်ဖို့လုပ်ပေမဲ့ကျွန်တော်တားလိုက်ပြီးဝိုင်းနှင်းပင်နဲ့နှစ်ယောက်တည်းစကားပြောဖို့ခြံထဲကိုထွက်လာခဲ့တဲ့ခြံထဲမှာသူမနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်တဲ့အခါသူမဟာအရင်ကထပ်ပိုပြီးပင်ပန်းနွမ်းနေနေတာကိုတွေ့ရပေမဲ့ကျွန်တော်ရင်ထဲမှာဘာခံစားချက်မှမရှိတော့ဘူးမြင်းတီလာဝိုင်းနှင်းပင်ငါဘာလို့မင်းကိုကွာရှင်းခဲ့တာလဲဆိုတာမင်းဟီဘိုဒါကိုဖတ်ထားတဲ့နေ့ကလေးကငါတို့ကြားကအချစ်တွေကုန်ဆုံးသွားခဲ့တာမင်းမတာဝန်ရှိတယ်ဆိုရင်တော့တခြားနည်းလမ်းတွေအများကြီးရှိပါတယ်ဒါပေမဲ့မင်းကငါထက်သူ့ကိုပိုးစားပေးခဲ့တယ်လို့ကျွန်တော်ပုံပွင့်လင်းလင်းပြောချလိုက်တယ်ငလင်းလှုပ်တုံးကရောယထာပုံမှာရောမင်းရဲ့ပထမဆုံးရွေးချယ်မှုကအမြဲတမ်းသူပဲဖြစ်ခဲ့တယ်အဲ့ဒါကိုတာဝန်ယူမှုလို့အကြောင်းပြမနေနဲ့အဲ့ဒါသူ့ပေါ်ထားတဲ့မင်းရဲ့စိတ်ကစားမှုတွေပဲငါသာတကယ်ဖြစ်နိုင်ရင်မင်းနဲ့ဒီဘဝမှာဘယ်တော့မှမဆုံးချင်တော့ဘူးလို့ကျွန်တော်မျက်ရည်တွေကြားကပြောလိုက်တဲ့အခါသူမရဲ့မျက်နှာမှာပထမဆုံးအကြိမ်ဖြစ်တုံးလုံးချောက်ချမှုတွေမြင်လိုက်ရတယ်သူမကကျွန်တော်မျက်ရည်တွေကိုတုပ်ပေးဖို့ကြိုးစားပေမဲ့ကျွန်တော်ကတော့ရှောင်ခဲလိုက်တယ်သူမကတုံရင်ရင်နဲ့ဒါတွေကအထင်လွဲတာပါငါ့ကိုရှင်းပြခွင့်ပေးပါလို့တောင်းပန်နေတော့မှပဲလီဆာကရောက်လာပြီးဝိုင်းနှင်းပင်ကိုပါထက်ရိုက်လိုက်တယ်အခုချက်ချင်းထွက်သွားတော့ငါနှလုံးလုံးသူ့ကိုဒီလောက်နှိပ်စက်ခဲ့တာမဝသေးဘူးလားလို့လီဆာကဒေါသတကြီးအော်ထုတ်လိုက်တယ်ကျွန်တော်လည်းလီဆာရဲ့ပခုံးကိုကင်ပြီးတော်ပါတော့လီဆာအဖိုးတို့စောင့်နေပြီလို့ပြောကဝိုင်းနှင်းပင်ကိုတစ်ချက်ကလေးတောင်ပြန်မကြည့်ပဲလှည့်ထွက်လာခဲ့ပါတယ်နောက်ကနေရီချမ်းငါစကားနားထောင်ပါဦးဆိုတဲ့သူမရဲ့အော်ဟစ်တောင်းပန်တန်တွေထွက်ပေါ်နေပေမဲ့ကျွန်တော်လုံးဝလှည့်မကြည့်ခဲ့ပါဘူးအစကတည်းကမှားယွင်းခဲ့တဲ့ဒီချစ်ဆက်လန်းဟာအခုတော့ဘဝနှစ်ခုလုံးအတွက်အပြီးတိုင်အဆုံးသတ်သွားခဲ့ပါပြီကျွန်တော်လက်ကိုတင်းတင်းဆုပ်ကင်ထားတဲ့လီဆာရဲ့နှွေးထွေးတဲ့လက်ကလေးကသာကျွန်တော်ရဲ့ဘဝတစ်အတွက်တကယ်အဖြစ်ပဲဖြစ်ပါတော့တယ်